ကဲပွဲရတော့လှပြီကျွန်တော်ပြောသလိုပေါ့ရှစ်ဆက်ပြီးတော့တန်တမန်တိုက်ပွဲရပိုပြင်းထန်ပါလိမ့်မယ်အခုမင်းအောင်လှိုင်တို့အဖွဲ့ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်လုံးဝပြန်ခွင့်မပြုပါဘူးเนาะလုံးဝခွင့်မပြုသေးဘူးအခုလာမဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံရဲ့မူ၅ချက်ကိုမင်းအောင်လှိုင်တို့ဒီရာဇဝတ်ကောင်တွေအဖွဲ့ဟာဘလောက်လိုက်နာမှုရှိလဲမရှိဘူးလဲဆိုတော့ဆုံးဖြတ်ချက်ချပါမယ်အဲ့လိုဆုံးဖြတ်ချက်ချတဲ့နေရာမှာသူတို့ရဲ့လှုပ်စင်တိုးတက်မှုရှိမရှိကိုပဲဆုံးဖြတ်မှာမဲဖွဲပြီးဆုံးဖြတ်မှာမဟုတ်ဘူးနောက်တစ်ခုကအမေရိကန်ကလည်းအခုတခါတည်းပြောတယ်အာဆီယံမူ၅ချက်ကိုပဲထောက်ခံတယ်အာဆီယံမူ၅ချက်တွားတဲ့နောက်ကိုပဲသူတို့အားပေးတယ်ရှင်းနေပြီနော်ဒါပေမဲ့အခုအတူရောင်ရွေးကောက်ပွဲသူတို့တက်လာတဲ့ရွေးတုလွတ်တော်ကတော့ဘာပြောလဲဆိုတော့အာဆီယံမူ၅ချက်ကဘောင်မဝင်ဘူးပေါ့အာဆီယံပြည်ညင်နဲ့မကိုက်ညီဘူးဆိုပြီးတော့သူတို့ကပယ်ချတယ်သူတို့ပယ်ချရင်ကြာမချချင်နေအာဆီယံဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်ကောအခြားနိုင်ငံတွေကရောအာဆီယံမူ၅ချက်ကိုဂိုင်ဆွဲထားတယ်ဒါမှန်နဲ့မှန်ဖြစ်နေလေဟုတ်တယ်မလားတကယ်တော့အာဆီယံပြည်သူဘက်ကမဟုတ်ဘူးနော်ခင်းဆက်စစ်တပ်ဘက်ကပဲရက်တီလာတာဒါပေမဲ့ဒီတစ်ချိန်မှာဘာကြောင့်ဒီစစ်တပ်ဘက်ကရက်တီလာတဲ့အာဆီယံဟာခက်ခဲတွေ့နေရတာလေသူတို့ပြောတဲ့စကားထဲမှာအခြေခံအကျဆုံးအယက်သားပြည်သူတွေကိုစစ်ရေးထားတိုက်ခိုက်မှုမလုပ်ဖို့ဆိုတဲ့အချက်၄တောင်မှသူတို့လူကလိုက်မနာဘူးဆိုတော့ရုပ်ပြက်စင်းပြက်ကြီးဖြစ်နေတဲ့အနေအထားကြောင့်အာဆီယံဟာမင်းအောင်လှိုင်ဘက်ကိုလိုက်လို့မရဖြစ်နေတာအခုလက်ရှိအာဆီယံမှာအတင်းတွန်းပို့နေတာတော့ထိုင်းနိုင်ငံအလုံးဒီအတိုင်းအခုမင်းအောင်လှိုင်ကိုဖိတ်ထားတယ်မင်းအောင်လှိုင်ဖိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းဆိုရကိုသတင်းတောက်တွေကနိုင်ငံတကာပုံရိပ်ထိခိုက်နိုင်လားမေးတဲ့အချိန်မှာသူတို့ကဒါကိုမထိခိုက်နိုင်ဘူးလို့ပယ်ချလိုက်တယ်နော်ဒါကတော့သူတို့အစိုးရရဲ့အယူအဆပေါ့ဒါပေမဲ့ကျွန်တော်တို့ပြည်သူအနေနဲ့ကတော့မြန်မာနိုင်ငံကိုလက်နက်အားကိုးနဲ့ပြည်သူရွေးချယ်ထားတဲ့အစိုးရကိုမတရားအာဏာသိမ်းတယ်ရဟန်းရှင်လူပြည်သူပေါင်းများစွာကိုနေ့စဉ်ရက်ဆက်ဖမ်းဆီးတပ်ဖြတ်တယ်ဒီနေ့အချိန်ထိတဲ့အယက်သားပြည်သူတွေကိုပြစ်မှတ်ထားဘုံကျဲတယ်စစ်ကြောင်းထိုးတယ်မီးရှို့တယ်အဲ့တော့ဒီလိုလောက်ရက်တွေလုံနေတဲ့ကောင်ကိုကိုယ်နိုင်ငံအတွင်းဖိတ်ခေါ်တယ်ဆိုတာတော့တိတ်ခါမကြစရာဘာကြောင်းမှမရှိဘူးနောက်တစ်ခုကတိုက်ဆိုင်တာလားတော့မတည်ဘူးတရုတ်ကိုမင်းအောင်လှိုင်တွားတယ်တရုတ်မှာပြဿနာတွေတဘာဘေးအန္တရာယ်တွေကြုံတယ်ပထမဦးဆုံးထိုင်းရုပ်အရင်လာတာပေါ့ထိုင်းရုပ်အရင်လာတယ်ပထမဝန်ကြီးချုပ်ပြုတ်သွားတယ်တရုတ်ကိုတွားတယ်တရုတ်မှာရေကြီးရေချမ်းမှုတွေမှပြောင်းတက်တယ်တခါအိန္ဒိယတွားတယ်တခါမှအိန္ဒိယမှာနော်ဒီလိုမျိုးအထီးကြုံတွေဆိုတာမဖြစ်တာကြာပြီအခုလက်ရှိအိန္ဒိယမှာပိုးဟတ်ပါတီဆိုပြီးတော့လူငယ်တွေကိုအလုတ်လက်မဲ့လူငယ်တွေကိုပိုးဟတ်တွေလို့ခိုင်းပြောလိုက်တဲ့ဝင်ကြီးတယောက်ကစကားကြောင့်အိန္ဒိယမှာအထီးကြုံကြီးကျယ်ဖြစ်နေတယ်ဒီမို့အစိုးရမိုဒီအနေနဲ့အိန္ဒိယအစိုးရအတွက်တော်တော်ကိုခေါင်းကိုက်เสียအခြေအနေကြုံရတယ်ဒါကတိုက်ဆိုင်တာလားဒါမှမဟုတ်လို့ရှိရင်တကယ်ပဲအကုတို့ကောင်တွားတဲ့အနောက်မှာဒီလိုအကုတို့တွေလိုက်တာလားဆိုတာတော့မတည်သေးဘူးအခုထိုင်းုံထက်လာတယ်ဒီထိုင်းုံလာတဲ့ကိစ္စနဲ့ပတ်သက်လို့တချို့တွေကပြောတယ်ဆန္ဒပြကြပါလားထိုင်းနိုင်ငံဒီမိုကရေစီတရားရဂိုင်တို့ပြေးဝနေတဲ့တိုင်းပြည်ကမဟုတ်ပါဘူးနောက်တစ်ခုကထိုင်းထဲမှာနေတဲ့လူတွေဟာကျွန်တော်တို့ဆိုရင်တို့ရဲ့ခြံထဲကကြက်မဟုတ်ဘူးအုပ်ဆောင်ထဲကကြက်အစ်စ်နေရတာပါနော်အခုမင်းအောင်လှိုင်လာမဲ့ကိစ္စကျွန်တော်မေးဘူးရပြီဘာတွေတော့စီရှိတယ်ဘာလဲနော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့နိုင်ငံသားတွေညီညွတ်မှုကျွန်တော်တို့နိုင်ငံသားတွေဟာ तू ကဘာတိုင်းသားငါဘာလူမျိုး तू ကဘယ်တိုင်းသား तू ကဘယ်ပြည်နယ်သားဆိုတဲ့မှတ်ပုံတင်ထဲမှာကအစခွဲခြားထားတဲ့လူမျိုးခွဲခြားမှုကအတွေးတဲ့အသားနဲ့ရိုက်တွင်းထားတယ်လို့ပြီးလို့ရှိရင်လူတယောက်ရဲ့ခေါင်းဆောင်မှုအောက်ကနေယုံကြည်စွာလိုက်တဲ့အကျင့်ထက်ကိုသူ့ထက်ငါကောင်းဆရာလုပ်တဲ့အကျင့်ကများနေတယ်အဲ့ဒီအတွက်တကယ်လူညီကြည့်ပါလားလွယ်လွယ်လေးအဲ့ဒီအဲ့ကောင်လာတဲ့နေ့အလုံးတယောက်မှမလုပ်ကြဘူးကွာတကယ်ညီလားမညီပါဘူးအဲ့ဒီမညီတဲ့ကောင်ပြောတဲ့ကောင်ဖမ်းခံမှဖတ်တယ်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒီဘက်မှာနေတဲ့အခြားနိုင်ငံတွေမှာနေတဲ့လူတွေအနေနဲ့အော်ချင်တိုင်းအော်လို့ရမယ်ပြောချင်တိုင်းပြောလို့ရမယ်ထိုင်းထဲမှာနေတဲ့လူတွေအတွက်ကကျွန်တော်တို့ကပြောချင်တိုင်းပြောလို့မရဘူးတို့နိုင်ငံရဲ့အဲမှာနေတာဖြစ်တဲ့အတွက်တို့နိုင်ငံ